ကဘာပေါ်ကတရေအချောက်ဆုံးဆိုတဲ့နန်းတော်ရဲ့အတိတ်ဆိုးအကြောင်းကိုဒီကနေ့ကျွန်တော်တို့အမြန်မြန်မာ channel လေးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ညာနဲ့အမောင်တူးတွေရဲ့ဂျားထဲမှာတမိုင်းရဲ့အနှံ့အသက်တွေသွေးဆက်တွေနဲ့ပြည့်နှက်နေတဲ့ရဲတိုက်ကြီးတစ်ခုရှိပါတယ်။စကော့တလန်နိုင်ငံရဲ့နှလုံးသားတစ်ဖြစ်လဲအဒီဘက်မြို့ရဲ့အထက်မှာမမမမရက်တည်နေတာကတော့အဒင်ဘက်ရဲတိုက်ကြီးပဲဖြစ်ပါတယ်။နေကင်းဘက်တွေမှာတော့ခန့်ညားထဲဝါတဲ့တမိုင်းဝင်အမွေနေ့တစ်ခုဖြစ်ကိုမြင်နိုင်ပေမဲ့နေဝင်ချင်းနေ့စစ်ကိုရောက်ပြီးဆိုတာနဲ့သူ့ရဲ့နေရဟောင်းတွေဟာနှစ်ပေါင်းရာချီပိတ်လောင်ထားတဲ့ဝိညာဉ်တွေရဲ့တီတိုးစကားပြောတဲ့အတန်တွေခြေတံတွေဟာတန်တရာတစ်ချိန်ကိုပြန်ပြီးတော့လဲလာခဲ့ပါတယ်။တမိုင်းနဲ့ပရာလောကကျောင်းမဖွယ်ရာတွေနဲ့ပြင်းထန်နေတဲ့ဒီရဲတိုက်ကြီးရဲ့အမှောင်ဘက်ချမ်းကိုကျွန်တော်တို့တေချာစူးစမ်းကြည့်ရအောင်ပါ။ဒီရဲတိုက်တရေ6တဲ့ဇလန်းတွေထဲမှာထင်ရှားဆုံးတစ်ခုကတော့စီတီသမားရဲ့ဝိညာဉ်ပုံမြင်မဲ့ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရဲတိုက်ကိုမြို့နဲ့ချိတ်ဆက်ထားတဲ့မြေအောက်လှိုင်ကူတွေကိုရှောက်ဖွေဖို့ဆိုပြီးတော့စီတီသမားလေးတဦးကိုဆစ်လွှတ်စေခဲ့ပါတယ်။သူ့ကိုစီတီခိုင်းတာကတော့မြေအောက်ရောက်နေတဲ့နေရာအတိအကျကိုအပေါ်ကနေသိရှိနိုင်မှုပါ။နောက်ပိုင်းမှာတော့စီတန်ဟာရုတ်တရက်ဆိုသလိုရက်တန့်သွားပါတယ်။ထိုကလေးငယ်ဟာလည်းမြေအောက်မှာပျောက်ဆုံးသွားခဲ့ပြီးတော့သူ့ကိုဘယ်သူမှပြန်ပြီးတော့မတွေ့ခဲ့ရတော့ပါဘူး။ဒါပေမဲ့လို့အဲ့ဒီနေ့ကစပြီးတော့အခုချိန်ထိကိုညာနဲ့တကောင်ရဲ့အချိန်မြို့ရဲ့စိတ်ငြိမ်ရဲ့အချိန်မှာရဲတိုက်ပတ်ဝန်းကျင်မှာရှိတဲ့ Ryan Mile လမ်းမတစ်လျှောက်မှာစီတီသမားလေးရဲ့ပုံမှန်မဟုတ်တဲ့စီတီတန်တွေကိုလည်းတိုးညှင်းစွာကြားနေရစေလို့ဧည့်သည်တွေနဲ့ဒေသခံတွေကအခိုင်အမာကိုပြောဆိုထားကြပါတယ်။သူဟာရဲတိုက်နေရံတွေကြားထဲမှာထာဝရပြောက်ွယ်သွားခြင်းမရှိဘဲစီတီနေစေဝိညာဉ်တစ်ခုဖြစ်လဲရှိနေပါတယ်။နောက်ထပ်6ချောင်းဖွယ်ရဝိညာဉ်ကတော့ခေါင်းပြက်နေတဲ့စီတီသမားပါ။ဒီဝိညာဉ်ဟာဆိုရင်တော့ရဲတိုက်ကိုကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုတိုက်ခိုက်မှုတစ်ခုခုကြောက်တော့မယ်ဆိုရင်တတိပေးဖို့ပေါ်လာတက်တယ်လို့ဒဏ္ဍာရီတွေကဆိုပါတယ်။သူ့မှာကိုခန္ဓာရှိပြီးတော့ခေါင်းမပါပါဘူး။ဒါပေမဲ့သူတီခတ်လိုက်တဲ့စီတန်ကတော့ကြားရောက်တော့မဲ့အန္တရာယ်ရဲ့ရှေ့ပြေနမိတ်ပဲဖြစ်ပါတယ်။ဒါအပြင်ရဲတိုက်ကိုစစ်အကျဉ်းထောင်အဖြစ်ကိုအသုံးပြုခဲ့တဲ့အခန်းတွေမှာဆိုရင်လည်းပဲပြင်သစ်တဲ့အမေရိကန်စစ်အကျဉ်းသားဟောင်းများရဲ့ဝိညာဉ်တွေကလည်းခြောက်လန့်နေကြပါတယ်။လမ်းလျှောက်နေစဉ်ရုတ်တရက်ဆိုသလိုအပူချိန်တိတာစွာကြာဆင်းသွားတာမျိုးတွေရှင်းပြလို့မရတဲ့ခါတက်တဲ့အနှံ့သက်တွေရတာမျိုးဘေးနားကနေတိုးတိုးတိတ်တိတ်စကားပြောတဲ့တွေကြားလိုက်ရတယ်ဆိုရင်တော့အဲ့ဒါဟာနှစ်ပေါင်းများစွာဒီကျင်းမြောင်းတဲ့အခန်းတွေထဲမှာဆင်းရဲဒုက္ခခံနေရတဲ့ဝိညာဉ်တွေရဲ့လက်ရှိရှိနေခြင်းကိုပြသနေတာလည်းဖြစ်ပါတယ်။သူတို့ရဲ့မကျင်တတ်မှုတွေဟာရဲတိုက်ရဲ့အုတ်နေရံတွေမှာဆွဲထင်ကြံ့ရစ်နေစေပါတယ်။ဒါအပြင်ရဲတိုက်ရဲ့ဝင်းအတွင်းမှာခွေးဝိညာဉ်တွေခြောက်လန့်နေလို့လည်းဆိုကြပါတယ်။အထူးသဖြင့်ကတော့ရဲတိုက်ရဲ့အပြင်ဘက်ဂိတ်တကားဝအနီးမှာတစ္ဆာခံခွေးတကောင်ရဲ့ဝိညာဉ်ဟာလှည့်ပတ်နေစေပဲလို့ပြောဆိုကြပါတယ်။အဲ့ဒီရီနဲ့ဝန်ထမ်းအချို့ဟာလည်းခွေးဟောင်တန်ခြေတံတွေကိုကြားရတာခွေးတကောင်ရဲ့ပုံရိပ်ကိုလျှက်တစ်ပြက်မြင်လိုက်ရတာမျိုးတွေကြုံတွေ့ရဘူးတယ်လို့မှတ်တမ်းတင်ထားပါတယ်။အတင်ဘက်ရဲတိုက်ဟာဆိုရင်တော့ပြင်တနအီပုံမြင်တက်တော့ဟုတ်မနေပါဘူး။2000ခုနှစ်တုန်းကတစ်ပက်ပညာရှင်တွေနဲ့ပရာလောကစုံစမ်းစစ်ဆေးတဲ့သူတွေဟာဒီရဲတိုက်မှာအကြီးစားစစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ပါသေးတယ်။ရဲတိုက်တွင်ကတရေ6တယ်လို့သတ်မှတ်ထားတဲ့နေရာတွေမှာစစ်ဆေးသူတွေနဲ့ဧည့်သည်တွေကိုမျက်လုံးနဲ့မြင်ရတဲ့အရေးတွေခန္ဓာကိုယ်ကိုထိတွေ့ခံစားရတယ်လို့ခံစားရမှုတွေနဲ့အပူချိန်မှုမမှန်တာတချို့တွေကိုလည်းကြုံတွေ့ရတယ်လို့မှတ်တမ်းတင်ထားပူပါတယ်။အတင်ဘက်ရဲတိုင်းဒီနေရာဟာခန္ဓာထေဝါတဲ့ဘရင်တွေစစ်ပွဲတွေရဲ့တမိုင်းကိုပြသနေုံသာမကဘဲနဲ့အီဆက်ဆက်ညားတွေမှာနားမလည်နိုင်တဲ့ရှင်းပြလို့မရတဲ့ဝိညာဉ်လောကရဲ့လှုပ်ရှားမှုတွေကိုလည်းဖုံးကွယ်ထားနေပါတယ်။ဒီရဲတိုက်ကိုတင်သွားရောက်ခဲ့မယ်ဆိုရင်တော့တမိုင်းကိုကြည့်ရှုတယ်လို့မျိုးတမိုင်းရဲ့နောက်ွယ်ကနေတင့်ကိုစောင့်ကြည့်နေတဲ့အရာတွေကိုပါတတိထားမိနိုင်ပါလေဖြစ်ပါတယ်။